ဆက်ဆံရေးတစ်ခုမှာကိုကခြေဖျားထောက်ပြီးရှောက်နေရတယ်လို့မျိုးအမြဲတမ်းတတိထားပြီးနေကြရဘူးလားချစ်တယ်ဆိုပြီးလောက်ပြတဲ့အရာတွေကတကယ်တမ်းတော့ချုပ်ချယ်မှုတစ်ခုလို့ဖြစ်နေတဲ့ခါမျိုးပါကဲဒီတစ်ခေါက်မှာတော့အဲ့ဒီလိုရှုပ်ထွေးတဲ့ဆက်ဆံရေးပုံစံတွေကိုနည်းနည်းလေးလေ့လာပြီးပိုချမ်းမာပြီးပိုစာနာမှုရှိတဲ့လမ်းကြောင်းတစ်ခုကိုဘယ်လိုရှာတွေ့နိုင်မလဲဆိုတာအတူတူကြည့်တွက်ကြအောင်ပါဒါကနည်းနည်းတော့ထူးဆန်းတဲ့ခံစားချက်တစ်ခုနော်ချစ်ချင်းမေတ္တာဆိုတာကတကယ်တော့အားရင်ဖြစ်စေရမှာလေဒါပေမဲ့တစ်ခါလေမှဝန်ထုတ်ဝန်မိုးကြီးတစ်ခုလိုမျိုးလဲလံပြီးပင်ပန်းနေရတတ်တယ်ဒီလိုမျိုးတစ်ခါလောက်ဖြစ်ခံစားမှုလို့ဆိုရင်လေအဲ့ဒါတယောက်တည်းကြုံနေရတာမဟုတ်ပါဘူးအဲ့ဒီလိုအခြေအနေမျိုးနဲ့အတူတွဲပြီးပါလာတဲ့တခြားခံစားချက်တချို့ကိုဆက်ပြီးကြည့်လိုက်ကြရအောင်ဒီအချက်တွေထက်ကတခုခုများရင်းနှီးနေတယ်လို့ခံစားရလားဟိုဘက်လူရဲ့စိတ်ခံစားချက်အမြဲတမ်းပူပန်နေရတာမျိုးကိုဟာဘသူလဲဆိုတာတော့ပျောက်ဆုံးနေတယ်လို့ခံစားချက်မျိုးနောက်ပြီးကိုနောက်ကိုတကောက်ကောက်လိုင်းနေတဲ့အပိရှိတယ်ဆိုတဲ့ခံစားချက်ဟုတ်တယ်ဒါလည်းအလုံးကစိတ်ပညာရှင်တွေက enmeshment ဒါမှမဟုတ် codependency လို့ခေါ်တဲ့အခြေအနေတွေရဲ့အဖြစ်များတဲ့လက္ခဏာတွေပါပဲကဲအဲ့ဒီအသုံးလုံးတွေကတကယ်တမ်းဘာကိုဆိုလိုတာလဲဆိုတော့အသေးစိတ်လေ့လာကြည့်လိုက်ကြအောင်ဒီလိုခံစားချက်တွေကိုစာရေးနဲ့မြင်လိုက်ရတာကတမျိုးတော့စိတ်သက်သာရစရာဖြစ်နိုင်ပါတယ်ဒါဟာကိုတယောက်တည်းခံစားနေရတာမဟုတ်ဘူးဆိုတာကိုသိလိုက်ရတာပေါ့ဒါတွေဟာဆက်ဆံရေးတွေမှာတကယ်ရှိနေတဲ့ပုံစံတွေဖြစ်ပြီးသူတို့ကိုတေးသေးချာချာနားလည်လိုက်ခြင်းဟာအပြောင်းလဲလုပ်ဖို့အတွက်ပထမဆုံးခြေလှမ်းပါပဲကဲဒါဆိုရင်ဒီခံစားချက်တွေကိုနာမည်တစ်ခုပေးကြည့်ကြရအောင်ဆိုတော့ဒီလိုခံစားချက်တွေအကြောင်းပြောတဲ့အခါကျွန်တော်တို့တကယ်တမ်းဘာကိုဆိုလိုနေတာလဲအဓိကကြတဲ့ user တစ်ခုထိတဲ့ codependency ဆိုတာကိုအဓိပ္ပာယ်ဖွင့်ဆိုတာကနေစလိုက်ကြအောင် codependency ဆိုတာကလေမိခိုးချင်းစိတ်များတာထက်အများကြီးပိုပါတယ်ဒါဟာကိုယ့်ရဲ့လိုအပ်ချက်တွေကိုလုံးဝမေ့ထားပြီးတခြားတစ်ယောက်ကိုဂရုစိုက်တဲ့ပုံစံတစ်ခုဖြစ်ပြီးများသောအားဖြင့်နှုတ်စလုံးတဲ့အန်ဒရယ်ဖြစ်တဲ့အထိပါပဲဒါဟာလုံးဝများခြင်းမြည်တဲ့ဆက်ဆံရေးပုံစံတစ်ခုဖြစ်ပြီးသူ့မှာစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းကြောင်လည်းရှိပါတယ်တကယ်တော့လေ codependency ဆိုတဲ့အယူအဆဟာ80ပြည့်နှစ်တွေတုန်းကအရက်ဆွဲသူတွေရဲ့မိသားစုဝင်ကြဖွဲ့စည်းထားတဲ့အထောက်အကူအဖွဲ့တွေနဲ့စတင်ခဲ့တာပါမိသားစုဝင်တွေမှာလည်းသူတို့ကိုယ်ပိုင်ကျမ်းမာရေးနဲ့မညီညွတ်တဲ့ဖြစ်ရှင်းကြီးတွေဖြစ်ပေါ်လာတာကိုတတိပြုမိခဲ့ကြတယ်နောက်ပိုင်း80ပြည့်နှစ်တွေမှာတော့ Melody BD ရဲ့ Codependent No More ဆိုတဲ့စာအုပ်ကဒီယူအီစာကိုလူများကြားပြန့်နှံ့စေခဲ့ပါတယ်ဒီသမိုင်းကြောင်းကအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ codependency ဆိုတာမွေးရပါအားနည်းချက်တစ်ခုမဟုတ်ပဲတင်ယူထားတဲ့အပြုတ်မှုတစ်ခုဖြစ်ကြောင်းပြနေလို့ပါပဲဆိုလိုတာကဒါကိုပြန်ပြီးတော့လည်းပြင်လို့ရတယ်ပေါ့ Melody BD ကဒီကိုကားချက်မှာအချက်ကိုတဲတဲ့ထိမှအောင်ပြောသွားပါတယ်ဒါဟာတစုံတယောက်ကိုဂရုစိုက်တာတတ်မဟုတ်ပဲသူတို့ကိုထိန်းချုပ်ဖို့ဆွဲလန်းနေခြင်းမှာအဲ့ဒါအဓိကကွာခြားချက်ပါပဲဒီလိုထိန်းချုပ်လို့တဲ့ဆွဲလန်းမှုဟာဆက်ဆက်နေတဲ့နောက်ထပ် user တစ်ခုဖြစ်တဲ့ enmeshment ရဲ့အဓိကအချက်လည်းဖြစ်နေပြန်ပါတယ်ကဲ codependency ကအင်္ဂါမများတမှုအကြောင်းပြောနေတဲ့ဆိုရင် enmeshment ကတော့နေနေမိမရှိတဲ့အကြောင်းပြောနေတာပါဒါဟာလူနှစ်ယောက်အရန်ကိုရိုးထွေးနေလို့ဘယ်သူကဘယ်မှာဆုံးပြီးနောက်တစ်ယောက်ကဘယ်ကစတယ်ဆိုတာပြောဖို့ခက်တဲ့အခြေအနေမျိုးပါကိုယ့်ရဲ့ကိုယ်ပိုင်လက္ခဏာကိုပျောက်ဆုံးသွားစေပြီးဒါဟာစိတ်ပိုင်းဆိုင်ရာပြဿနာတွေအထူးသဖြင့်အပြည့်ရှိတဲ့ဆိုတဲ့ခံစားချက်ကိုဖြစ်ပေါ်စေနိုင်တယ်ဒါဆိုဒီလိုဆက်ဆံရေးမျိုးထဲမှာရှိနေရတာတကယ်တော့ဘလို့ခံစားရလဲအဖြစ်အများဆုံးစိတ်ခံစားမှုတစ်ခုကတော့အဖြစ်ရှိတယ်လို့ခံစားရတာပါပဲကိုတခုခုမားနေတယ်ဆိုတော့စိတ်အနောက်ရဲ့ဖြစ်เสียခံစားချက်ကအမြဲရှိနေတာမျိုးပေါ့အဖြစ်ရှိတယ်ဆိုတာတကယ်လို့ဘာလဲဆိုတာကိုအနီးကပ်လေ့လာကြည့်လိုက်ကြအောင်အခြေခံအဖြစ်တော့လင်းအပြစ်ရှိတယ်လို့ခံစားရတာဟာကျွန်တော်ရဲ့အတွင်းစိတ်ကအချက်ပေးစနစ်လိုပါပဲကိုယ့်ရဲ့ကိုယ်ချင်းရဲ့စီမင်းထကိုကြောဖြတ်မိလို့ထင်တဲ့အခါခံစားရတဲ့ခံစားချက်မျိုးပါဒါမဲ့ enmeshed ဒါမှမဟုတ် codependent ဆက်ဆံရေးတစ်ခုမှာတော့အဲ့ဒီအချက်ပေးစနစ်ကကမောက်ကမဖြစ်သွားနိုင်ပါတယ်ကိုယ်အမမဟုတ်တဲ့ကိစ္စတွေအတွက်ပါအချက်ပေးခေါင်းလောင်ကမြည်လာပြီးဒါကစိတ်ပိုင်းတဲ့ခံစားမှုပိုင်းဆိုင်ရာအခြေအနေပေါ်ကြီးမားတဲ့တက်ရောက်မှုရှိနိုင်စိတ်ခံစားမှုပိုင်းရဆိုရင်ဒီလိုအမြဲတမ်းအပြစ်ရှိရလို့ခံစားနေရတာကကိုယ့်အပေါ်မှာမိုးအောင်နဲ့တိမ်မြဲကြီးတစ်ခုလိုခံစားရနိုင်ပါတယ်ဒါဟာဝမ်းနေတာတတ်မဟုတ်ပါဘူးနှဆိုင်နဲ့နောင်တနဲ့ရှက်စိတ်ကိုကမလုံလောက်ဘူးဆိုတဲ့ခံစားချက်မျိုးပါဒီလိုစိတ်ခံစားမှုဆိုင်ရာရက်တွေကကိုယ့်ရဲ့အတွေးတွေကိုပါတကယ်ကိုရှုပ်ထွေးတော့စေနိုင်ပါတယ်အမားတစ်ခုကိုခေါင်းထဲမှာအထက်ထက်အခါခါပြန်တွေးနေမိတာမျိုးကြုံဖူးလားအပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကဦးနှောကိုအဲ့ဒီလိုလှုပ်တာပါပဲဒါကကိုအတိတ်ကိုပြန်တွေးနေစေတယ်အရာရာတိုင်းအထက်ကိုအဖြစ်တင်စေတယ်ပြီးတော့တခြားဘာကိုမှအာယုံဆိုင်လို့မရအောင်လုံနိုင်ပါတယ်ဒါဟာစိတ်ပိုင်းဆိုင်ရာအရန်ကိုပင်ပန်းစေပါတယ်ဟုတ်ပါတယ်ခေါင်းထဲမှာဖြစ်နေတာတွေကနောက်ဆုံးမှကိုဘယ်လိုပြုမှုမလဲဆိုတာကိုတက်ရောက်လာတာပါပဲဒီလောက်ကြီးတဲ့အဖြစ်ရှိတယ်ဆိုရင်ခံစားချက်ကိုခံစားနေရတဲ့အခါအဲ့ဒီနေလွတ်မြောက်ဖို့ကြိုးစားတာကသဘာဝပါပဲလူတချို့ကိုစားရှောင်လာနိုင်တယ်ဒါမှမဟုတ်ကိုယ်အမမဟုတ်ရင်တော့အရာရာတိုင်းအတွက်တောင်းပန်နေမိတာမျိုးဖြစ်နိုင်ပါတယ်
တချို့အခြေအနေတွေမှာဆိုရင်လူတွေကကိုကိုအပြစ်ပေးတဲ့အပြုအမူတွေတောင်လှုပ်လာကြပါတယ်။ဒါဟာမကောင်းတဲ့တန်တရားလည်မှုတစ်ခုပါပဲ။ဒါပေမဲ့ထိုးပေါက်တစ်ခုတော့ရှိပါတယ်။အဲ့ဒါကအမြင်ကိုရိုးရိုးလေးပြောင်းလဲလိုက်တာကနေစတင်ပါအခုချိန်ထိကျွန်တော်တို့ကဆက်ဆံရေးမှာရှိတဲ့တခြားတစ်ယောက်အကြောင်းကိုအများကြီးပြောခဲ့ကြတယ်။ဒါပေမဲ့ပိုကျမ်းမာတဲ့ဆက်ဆံရေးပုံစံရဲ့တော့ချက်ကသူတို့ကိုပြောင်းလဲဖို့လုံးဝမဟုတ်ဘူးဆိုရင်ရောကိုဆက်ဆံတဲ့ပုံစံကိုပြောင်းလဲခြင်းနဲ့သက်ဆိုင်နေတဲ့ဆိုရင်ရော ဒါက2021ခုနှစ်လေးလာမှုတစ်ခုကနေရလာတဲ့တကယ်ကိုအားကောင်းတဲ့တွေ့ရှိချက်တစ်ခုပါလေးလာမှုမှာပါဝင်သူတွေကသူတို့ရဲ့ချစ်သူအဖိုတွေရဲ့အပြုအမူမှာဘာအပြောင်းလဲမှမရှိပေမဲ့လည်းသူတို့ရဲ့ဆက်ဆံရေးစစ်ချင်တတ်မှုကတိုးတက်လာတယ်လို့ပြောခဲ့ကြပါတယ်ဒါကဘယ်လိုဖြစ်နိုင်မှာလဲအရာအလုံးကအချက်တစ်ချက်တဲ့အပေါ်မှာပဲမူတည်နေပါတယ်အဲ့ဒါကတော့ကိုကရုဏာထားခြင်း self compassion ပါပဲ ဒါဆိုကိုကရုဏာထားခြင်းဆိုတာဘာလဲဒါကကိုအပြစ်ကနေလွတ်ပြလိုက်တာမျိုးမဟုတ်ပါဘူးဒါကကိုတငယ်ချင်းကြောက်ကိုပြတဲ့ကျင်နာမှုမျိုးနဲ့ကိုဆက်ဆံတာပါသူ့မှာအဓိကအစိပ်ပိုင်းသုံးခုရှိပါတယ်ကိုကျင်နာခြင်းဆိုတာကဝေဖန်မဲ့အစားကိုနူးညံ့သိမ့်မွေ့စွာဆက်ဆံတာလူသားအလုံးမျှဝေခံစားရခြင်းဆိုတာကလူတိုင်းအမားလုပ်တဲ့ဆိုတာကိုအမရနေတာပြီးကိုတတိတရားဆိုတာကကိုယ့်ရဲ့အစိုးမြင့်အတွေ့တွေကိုသူတို့ထင်မှနင်းမသွားပဲရှုမြင်သုံးသပ်တာပါဒါကကျွန်တော်တို့အများစုချင်းသားရနေတဲ့ကိုတံပိုးထားခြင်း self esteem နဲ့လုံးဝကွဲပြားတဲ့ချင်းကမှုတစ်ခုပါကျွန်တော်ကိုကရုဏာထားခြင်းနဲ့ကိုတန်ဖိုးထားခြင်းကိုမကြခဏရိုးထွေးတတ်ကြပေပဲသူတို့ကအယံကွာခြားပါတယ်ကိုတန်ဖိုးထားခြင်းဆိုတာကိုအခဲဖြတ်တာတခြားသူတွေနဲ့နိုင်ရှင်တာနဲ့ပတ်သက်ပါတယ်ဒါကမခိုင်မာပါဘူးကိုရှုံးနှင်းလိုက်တဲ့အချိန်မှာပျောက်ကွယ်သွားနိုင်ပါတယ်ကိုကရုဏာထားခြင်းကတော့ဒီငိမ့်ပါတယ်ဒါဟာကိုရဲ့စွမ်းဆောင်ရဲ့အပေါ်မူမတီးပါဘူးလူသားတယောက်အနေနဲ့ကိုရဲ့မွေးရပါတန်ဖိုးအပေါ်မှာအခြေခံပါတယ်ဒါဟာပျော်ရွှင်တဲ့ဘဝအထွတ်ပူကျန်းမာတဲ့အခြေခံအုတ်မြစ်တစ်ခုဖြစ်ပြီးပူကျန်းမာတဲ့ဆက်ဆံရေးတွေတိဆောက်ဖို့တောချက်လည်းဖြစ်ပါတယ်ကောင်းပြီဒါဆိုရင်ကိုကရုဏာထားခြင်းကိုဘလို့စတင်ကျင့်သုံးပြီးပိုကျမ်းမာတဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်မလဲကိုယ့်ရဲ့ကိုယ်ပိုင်လက္ခဏာကိုပြန်လည်ရယူဖို့အသုံးပြုနိုင်တဲ့လက်တွေ့ကျတဲ့နီးလန်းတချို့ကိုလေ့လာကြည့်လိုက်ကြရအောင်ကျမ်းမာတဲ့ဆက်ဆံရေးဆိုတာဘေးချင်းရင်ပြီးကြီးထွားနေတဲ့အပင်တန်မိုင်းနှစ်ပင်နဲ့တူပါတယ်သူတို့ကနီးကပ်ပေမဲ့ကြီးထွားဖို့ကိုယ်ပိုင်နေရာရှိကြပါတယ် enmeshed ဆက်ဆံရေးကတော့အိုးတလုံးတွေကပင်တစ်ပင်လုံးပါပဲအရင်မြစ်တစ်ခုတည်းတိုက်ခိုက်နေရတယ်တပင်းတော့နှစ်ပင်စလုံးကနောက်ဆုံးမှညှိုးနွမ်းသွားမှာပါရီမန်ချက်ကတော့လူနေဦးစလုံးရှင်သန်ကြီးထွားနိုင်တဲ့ဆက်ဆံရေးတစ်ခုကိုဖန်တီးဖို့ဖြစ်ပြီးဒါဟာကျမ်းပါတဲ့နေနိမိတ်တွေတတ်မှတ်ချင်းခံနေစတင်ပါတယ်နေမိတ်တွေဆိုတာကလူတွေကိုတွန်းထုတ်ဖို့မဟုတ်ပါဘူးကိုယ့်ရဲ့ကိုယ်ပိုင်ကောင်းကျိုးကိုကာကွယ်ဖို့ပါစိတ်ပိုင်းဆိုင်ရာနေမိတ်တွေကိုဘာတွေပြောမယ်ဘာတွေမပြောဘူးဆိုတာဆုံးဖြတ်ပြီးတတ်မှတ်နိုင်ပါတယ်ကိုယ့်ရဲ့ကိုယ်ပိုင်နေရာနဲ့ပတ်သက်ပြီးရုပ်ပိုင်းဆိုင်ရာနေမိတ်တွေတတ်မှတ်နိုင်ပါတယ်ပြီးတော့ကိုယ့်တဲ့အချင်းရှိဖို့တည်ကြအောင်အချင်းပိုင်းဆိုင်ရာနေမိတ်တွေတတ်မှတ်နိုင်ပါတယ်နေမိတ်တွေတတ်မှတ်ကြတာအစပိုင်းမှာကြောက်စရာကောင်းနိုင်ပေမဲ့စိတ်ချမ်းသာရေးအတွက်တော့မရှိမဖြစ်လို့ရပါတယ်အဲ့ဒီနေမိတ်တွေကိုတတ်မှတ်နိုင်ဖို့အတွက်အရေးကြီးတဲ့အပိုင်းတစ်ပိုင်းကတော့အတေးကိုခွင့်လွှတ်ခြင်းပါပဲကျွန်တော်တို့အားလုံးဆက်ဆံရေးမှာအမားတွေလွတ်ခဲ့ဖူးကြပါတယ်အဓိကအဲ့အမားတွေကကိုအတိတ်ပဲဖွင့်ဆိုခွင့်မပေးဖို့ပါပဲကိုခွင့်လွှတ်ခြင်းဆိုတာအဓိကအပြစ်ရှိတယ်ဆိုတဲ့ခံစားချက်နဲ့ရှက်စိတ်တွေကိုလွတ်ချပြီးရှစ်ဆန်နိုင်ဖို့ပါဖြစ်ခဲ့တာတွေကိုမိတ်ပြီးဖို့မဟုတ်ပါဘူးအဲ့ဒီကနေတင်ယူပြီးကြီးဖားဖို့ရွေးချယ်ခြင်းပါပဲဒီလိုတွင်းစိတ်ပြောင်းလဲမှုရဲ့တက်ရောက်မှုကအလွန်ကြီးမားနိုင်ပါတယ်လေလာမှုတစ်ခုမှပါဝင်သူတွေရဲ့85%ဆိုတဲ့အမခအရေးအတွက်ကကိုကရုဏာထားခြင်းဆိုင်ရာကုထုံးအခုပြီးနောက်မှာသူတို့ရဲ့ဆက်ဆံရေးစိတ်ချနှံ့မှုတိုးလာတယ်လို့ဆိုပါတယ်ဒါတကယ်ကိုကြီးမားတဲ့ဂိမ်းကနန်းတစ်ခုဖြစ်ပြီးကျွန်တော်တို့ရဲ့ဆက်ဆံရေးတွေမှာအစွမ်းထက်ဆုံးအပြောင်းလဲတွေဟာများသောအားဖြင့်ကိုယ့်အတွေးစိတ်ကနေစတင်နေဆိုတာကိုသက်သေပြနေပါတယ်ဒါကျွန်တော်တို့ကိုနောက်ဆုံးမေးခွန်းစီခေါ်ဆောင်တော့ပါတယ်ဒါဆိုကိုယ့်ရဲ့ဆက်ဆံရေးအတွက်လုပ်ပေးနိုင်တဲ့အကောင်းဆုံးရာကကိုပိုပြီးကျင်နာတတ်ဖို့ဖြစ်နေမယ်ဆိုရင်ရောဒါဟာရိုးရှင်းတဲ့အတွေ့အကြုံတစ်ခုပေမဲ့အရာအလုံးကိုပြောင်းလဲပေးနိုင်ပါတယ်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်